ဖေးဆိုင်မှာလက်ဖေးမှာတော့ချိုစိတ်ဤပြစ်ခွေလဲတစ်ခွက်သူလက်ဖေးဘယ်လိုတော့အမှန်းတော့မသိချိုစိတ်ထားလိုက်ပါဦးဤပြစ်နေရနှိုးစီအများကြီးထက်တောက်ပြီးရင်ခွေလဲကြသွားဟောဒီကြကိုရလည်းပြောတတ်လိုက်တာရေးတတ်လိုက်တာအဲ့ဒါလေးကိုကျွန်တော်ထားတယ်သဘောကျလို့ကိုလည်းတော်သားဆိုတော့ကျွန်တော်တို့ရွာမှာဖေးလို့တောင်မခေါ်ပါဘူးလက်ဖေးချိုးလို့ချိုတာလေးထက်ခေါ်တယ်ချိုမှကြိုက်အဲ့ဒါနဲ့ကျွန်တော်ခုနေတာမင်္ဂလာတို့ခေပင်လမ်းမတန်းပြကျွန်တော်အိမ်ဘေးမှာလက်ဖေးဆိုင်လေးတွေတန်းစီလို့ရှိတယ်တနေ့ကျွန်တော်အိမ်နဲ့နီးတဲ့လက်ဖေးဆိုင်ပြီးတော့တောက်ပါတယ်ဇပွဲတို့လေးက10နှစ်သားလေးသူကျွန်တော်သိပါတယ်ဒီကောင်နောက်တောက်နဲ့မေးတယ်ဘယ်လိုပြောမှလဲစာရေးဆရာကြီးညနေဘိုးကမသေးဘူးကျွန်တော်ဒီကောင်ကိုနောက်ချင်စိတ်ပေါက်တာနဲ့ဤကွေးမှတယ်လို့မှားလိုက်ဟဲ့ချိုစိတ်ဤပြစ်ခွေလဲတစ်ခွက်กว่าလို့အဲ့ချာတိတ်ကကျွန်တော်ကိုကြည့်ပြီးပြုံးနေရပါတယ်တဲ့ကျော်ဆရာကိုလှမ်းပါတယ်လက်ဖေးတစ်ခွက်ဟဲ့ချိုစိတ်ဤပြစ်ခွေလဲကြောက်ပရောင်းဂိတ်ဆုံးတယ်ကြောက်ပရောင်းကထညက်ထွက်တယ်ဂိတ်ကဆုံးရအောင်မယ်ဤကြကွေးလွန်လာအောင်မေဒီကလေးဖြည့်เสียရှိတယ်မှန်တဲ့တိုင်းပြောရင်စာရေးဆရာလူရင်းသားဆော့ချစ်မှာဖြည့်เสียမရှိဘူးဤကြကွေးဟာအာနာကုန်ပြီထင်းနေတယ်ဟာဒီကောင်ငါတဲ့သားတာပဲအဲ့ဒီကလေးစီကဒါလေးကိုကျွန်တော်သင်ယူမှတ်သားထားတယ်နောက်တစ်ဆိုင်ရောက်ပြန်တယ်သူတို့ရွယ်ကလေးပါပဲသူ့တဲ့2နှစ်လောက်ကြီးတယ်မေးပါလေဘယ်လိုပြောရမှလဲဆရာကြီးတဲ့ဒီကောင်တော့ဖြည့်လို့ဟိုကောင်လေးပြောတာပါထဲ့မှလိုက်အဲ့အောင်ချိုးစိတ်ဤပြစ်ခွေလဲဘရောင်းဂိတ်ဆုံးกว่าအဲ့ဒီခြာတိတ်ကလည်းကျွန်တော်ကြည့်ပြီးပြုံးနေရပါတယ်တဲ့ဖြောဆရာကိုလှမ်းမှလက်ဖေးတစ်ခွက်ဟေးချိုးစိတ်ဤပြစ်ခွေလဲကြောင်ဘရောင်းဂိတ်ဆုံးတိုင်ဖက်ပလက်လန်းဩဆရာသိကောင်းတာပဲတအားချိုတဲ့ကိစ္စကိုတိုင်ဖက်ပလက်လန်းလို့ဒီကောင်ဘယ်လိုလုပ်စဉ်းစားတော့ကျွန်တော်မစဉ်းစားမိတာအမှန်ပါပဲဟိုကလေးတွေမြန်တော်လိုက်တာကွာသူပြောလိုက်တော့လည်းဟုတ်တယ်ချိုလိုက်တော့ကွာတိုင်ဖက်ကိုပလက်လန်းရောဟာဒါလည်းကျွန်တော်ဒီကောင်စီကသင်ယူအားရပြန်နေနောက်တစ်ဆိုင်ရောက်ပြန်နေသူတို့ရွယ်လေးပဲဘယ်လိုပြောရမှလဲဦးလေးတဲ့ဒီကောင်တော့ဖြည့်เสียမရှိတော့တော့ပါဘူးရှေ့ကကလေးတွေပြောတာကျွန်တော်ကုန်တန်းစီလွတ်လိုက်ဟဲ့အောင်ချိုစိတ်ဤပြခွေလဲကြောင်ဝရောင်းဂိတ်ဆုံးတိုင်ဖက်ပက်လက်လန်ကွာအဲ့ဒီခြာတိတ်ကလည်းကျွန်တော်ကြည့်ပြီးပြုံးနေဗျဒီကောင်နေပြုံးရင်ကျွန်တော်ကြောက်နေရတယ်ချောဆရာကိုလှမ်းပါတယ်လက်ဖက်ရည်တစ်ခွက်ဟေးချိုစိတ်ဤပြခွေလဲကြောင်ဝရောင်းဆုံးတိုင်ဖက်ပက်လက်လန်မြောင်းရတဲ့ခေါင်းဆိုင်ဒီလောက်တောင်ချိုရင်လာတာသေစမ်းกว่าဆိုအဲ့ဒီစကလုံးနေကျွန်တော်မှဖြည့်ပြောတာမရှိပါဘာဖြစ်လို့တော့ကျွန်တော်အဲ့စကလုံးနေလောက်ကိုမလောက်တတ်ဘူးအဲ့ဒါလက်ဖေးဆိုင်ကကလေးတွေမှလောက်တတ်တာဟိုဒီကောင်နေငါတဲ့ตาတာပဲသဘောကျတယ်သို့တော့ကျွန်တော်ထပ်မမှားရဲတော့ပါဘူးထပ်မှန်သေချင်းစိုးနဲ့သေတွေပါသူတို့လောက်ရင်ကိုယ်ခံရအောင်မယ်အဲ့ဒါကလေးကိုသဘောကျလို့ကျွန်တော်စာတစ်ပုဒ်ပြန်ရေးတယ်ခေါင်းစဉ်ကကိုယ့်တဲ့ตาသောကလေးများကလေးရဲ့လူမြန်မင်းထင်မသေးလိုက်ပါနဲ့သူတို့မှာကိုယ့်တဲ့ตาဓာတ်အများကြီးရှိပါတယ်ကျွန်တော်ဖတ်တဲ့လူကိုဗျာပြုံးပါစေရဲပါစေလို့မျှဝေခြင်းယုံမကအတိကလေးတစ်ခုပေးခြင်းပါတယ်လူတိုင်းမှာကိုယ့်တဲ့ตาဓာတ်ရှိတယ်အဲ့ဒါလေးကိုတတိရှိစေခြင်းပါတယ်အဲ့လိုမဟုတ်တဲ့ခါကျတော့ချိုသောလူတွေဟာကိုအရာရာငါသာလျင်သိငါသာလျင်တော်ငါသာလျင်တက်ငါမှတပါခြားသောလူတွေငါကိုဘယ်သူမှမမီဘူးအဲ့လိုငါဆွဲအတ္တငါမာနတွေထောင်လွှားကြတယ်ငါကိုလာမကြောနဲ့မောသွားမယ်ငါကိုလာမချောက်နဲ့မှောက်သွားမယ်ငါကိုမထိနဲ့မီးပွင့်သွားမယ်ငါအကြောင်းမကောင်းမပြောနဲ့ငါအကြောင်းမကောင်းမရေးနဲ့ငါကိုဘာကောင်မှတ်တယ်လဲပြောလိုက်ကြတဲ့လူတွေကိုသိတော်တာပဲလို့ထင်ရင်
မတော်သေးလို့ပါပဲအဲ့ဒါကိုထုတ်ပြီးတော့ပါပြောပြီးဆိုရင်တော့အတော်လျှော်လို့ပါပဲများများကြွားဝါပြောရင်များများနှိမ်သွားပါတယ်ဒါကလေးကိုကျွန်တော်ကသိစေခြင်းနဲ့သတိရှိစေခြင်းနဲ့ကလေးလေးတွေကိုယ့်ရဲ့သားတွေလို့ပြောချင်တာပါဒီအဲ့ဒီမှာဒါကိုမျိုးကိုမသိတဲ့လူတယောက်ကကောင်လေးတယောက်ရဲ့အိတ်ထောင်ထဲမှာတရားရန်အသစ်ကလေးထည့်ထားတာမြင်တယ်အချောင်ရမလားလို့သွားနှက်တယ်ဟဲ့ကောင်လေးမင်းနဲ့ငါနဲ့အမေးဖြေလို့ရအောင်မင်းမေးတာကိုငါကမဖြေနိုင်ရင်မင်းကို200ပေးမယ်ငါမေးတာကိုမင်းကမဖြေနိုင်ငါ့ကို100ပဲပေးတော့ဟိုတရားရန်သစ်ကလေးလိုချင်လို့ကောင်လေးကပြောတယ်မလုပ်ချင်ပါဘူးဦးလေးကလူကြီးကျွန်တော်ကကလေးကျွန်တော်ရှုံးမှာပေါ့မရှုံးပါဘူးကွမင်းရှုံးရင်100ပဲပေးရမယ်ငါရှုံးရင်200တောင်ပေးရမှာပါကွလောက်ပါကွကလေးကညင်းလို့ကိုမရဘူးအတင်းအကြီးခိုင်းနေတော့နောက်ဆုံးကောင်လေးကဲအဲ့ဒါဆိုလဲကျွန်တော်အရင်မေးမယ်ဦးလေးအေးပါမေးပါကွတလိษံတကောင်ရှိတယ်ဦးလေးခြေတော့က3ချောင်းပါတယ်ဟိုလူနည်းနည်းခေါင်းစားသွား2ချောင်းလည်းမဟုတ်4ချောင်းလည်းမဟုတ်ဘာကောင်ပါလိမမြင်ဘူးကောင်လေးကဆက်ပြောတယ်ဂျိုကလည်း3ချောင်းပူဆိုးနေဘိုးကလည်း3ခုအမီးကလည်း3ချောင်းအဲ့ဒါဘာကောင်လဲဦးလေးပြောတော့ဟိုလူစဉ်းစားတယ်လှက်ပတ်မျိုးမျိုးတွေးဘယ်လိုမှစဉ်းစားလို့မရအတော်လေးကြာသွားတော့ကောင်လေးကပြောလေဦးလေးမသိဘူးကွာတဲ့ပြောယူတော့သူ့စကားနဲ့သူဆောင်းကြီးအောင်ကြီးငွေ200ထုတ်ပေးတယ်ကောင်လေးကပြောတယ်ဦးလေးမေးလက်မေးတော့ပိုလူကအခုနကောင်လေးမေးတဲ့ကောင်ကိုမကျေနပ်ဘူးသိချင်တယ်အဲ့ဒါဘာကောင်လဲမသိဘူးပြောတပြန်မမေးတော့ဘူးကွာတဲ့ခုနမင်းပြောတဲ့ကောင်မဲငါပြန်မေးမယ်အဲ့ဒါဘာကောင်လဲပြောကောင်လေးကသွေးထောင်နဲ့တရားရန်လေးထုတ်ပေးလိုက်ရော့ကျွန်တော်လည်းမသိပါဘူးကလေးသွားနှက်တဲ့ကောင်တရားရှုံးသွားတယ်ဒါကြောင့်မို့လို့လူတွေဟာကိုယ်နေရာကလေးမှာကိုသိတာကလေးရှိပါရဲ့သူ့နေရာမှာကြတော့သူသိတာတွေအများကြီးပဲအဲ့လိုမမှန်ကန်ကန်နားလေရင်အသင့်တင်ရင့်ကျက်ပြီတဲ့အဲ့ဒီလူတွေကမကြွားရဲတော့ပါဘူးသူများကိုလည်းအထင်မသေးရတော့ပါဘူးကိုလည်းအထင်ကြီးပဝင်မြင့်မဖြစ်မိတော့ပါဘူးလို့ဒါကလေးကိုစာချစ်သူများကိုအသိပေးခြင်းပါတယ်သတိပေးခြင်းပါတယ်လူတိုင်းတော်ကြပါတယ်လို့ဒီလိုနားလည်ပါလို့